အားလုံးပဲမင်္ဂလာပါခင်ဗျာဘယ်သူတွေရှိကြလဲကျွန်တော်ဒီနေ့ပြည်သူတွေနဲ့အတူတူကျွန်တော်ပြည်သက်နဲ့အတူတူပေါ့နော်စကားလေးတွေပြောချင်တယ်ဆိုတော့ချက်ပြန်ပြီးတော့ဆွေးနွေးတာပေါ့နော်โอเคဟယ်လိုမင်္ဂလာပါမိဘပြည်သူများအားလုံးမင်္ဂလာပါ live က public လည်းလွှင့်ထားပါတယ်ဟယ်လိုဟယ်လိုမင်္ဂလာပါအတန်ကြားလာမသိဘူးဗျဒီမှာတော့ connection ကတော့ slow ဖြစ်နေရတော့တွေ့တယ်အဲ့တော့ကျွန်တော်ဒီနေ့ခေါင်းစဉ်ပေးထားတယ်ကျွန်တော်တို့ကုံစည်းနှုံးကြဆင်းစီဘယ်လိုလုပ်မလဲအဲ့လိုလုပ်ဖို့အတွက်ဘာတွေလိုအပ်မလဲဆိုတဲ့အကြောင်းအရာရယ်နောက်ကျွန်တော်ဒီနေ့တော့မဟုတ်ပါကျွန်တော်သွားနေလာနေတဲ့ခါဒီမှာအမြဲတမ်းတွေ့ရတဲ့ကျွန်တော်ရန်ကုန်မြို့ကြီးမှာအထူးသဖြင့်မြို့ထဲမှာဒီကားချက်တဲ့ကိစ္စတွေပေါ့နော်ဒီ trafficking တွေနော်ကားတွေအရန်ကိုtransportation အရန်ကြန့်ကြာတဲ့ကိစ္စတွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးသွားမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ wifi ကလည်းမ slow လို့ပြနေတော့မိဘပြည်သူများကြားရသလားအဆင်ပြေပြေကြည့်ရလာတော့ကျွန်တော်မသိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ပြည်သူတွေနဲ့ဆွေးနွေးချင်ပါတယ်ဆွေးနွေးတာထက်ကျွန်တော်မိကုန်းလေးတွေလည်းမေးပြီးပေါ့နော်ဆိုတော့အာမိန်ကကြည်နေတယ်တဲ့အာမိန်မင်္ဂလာပါဟုတ်ကျွန်တော်ဦးဆိုင်အောင်ဆိုပါဗဘဲတန်းမြို့နယ်တိုင်း FPTP အနေနဲ့ဝင်ရောက်ရှင်ပြိုင်မဲ့ကိုယ်စားလှယ်လောင်းတူဦးလည်းဖြစ်ပါတယ်မင်္ဂလာပါခင်ဗျနော်ဘာထူအောင်โอเคကိုဘာထူအောင်လာတော့မသိဘူးပေါ့နော်မင်္ဂလာပါကျွန်တော်ရဲ့ live လေးကိုဝင်ကြည့်တာကျေးဇူးတင်ပါတယ်ကြိုးဆိုပါတယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ကပထမတစ်ချက်နေတဲ့ဒီကုံစည်းနှုံးပေါ့နော်အခုကုံစည်းနှုံးတွေကြီးမြင့်တဲ့ဥစ္စာကမြန်မာနိုင်ငံမှာတာမန်အခြေခံလူဒန်းစားတွေမဟုတ်တော့ဘူးအလဲလက်ဒန်းစားတွေမဟုတ်တော့အခုတကယ်ကိုဒိတ်ဒိတ်ကျဲတတိတွေကိုတော့မှဒါရိုက်ခတ်လာတယ်ဆိုရဲအခြေအနေကမြန်မာနိုင်ငံဟာကုံစည်းနှုံးတက်ပြီးရင်တက်ပြီးရင်တက်နဲ့ဒီစီးပွားရေးတော်တော်လေးချွတ်ချုံကျနေတယ်ဆိုရဲအတိတ်ပဲကိုပြတယ်နော်ဆိုတော့ဒါရေရှည်မှာတော့ကျွန်တော်တို့မကောင်းဘူးပေါ့နော်ကောင်းပြီကျွန်တော်အဲ့ဒါတွေဆွေးနွေးသွားဖို့အတွက်ကျွန်တော်တို့ကဒီကုံစည်းနှုံးကဘာကြောင့်အမြဲတစေတက်နေရတာလေဒါမှမဟုတ်တက်ပြီးရင်ပြန်မကြတာလေဆိုတာမျိုးတွေအကြောင်းရင်းတွေကိုကျွန်တော်တို့ကလေ့လာသုံးသပ်သွားကြမှာဖြစ်တယ်ပေါ့အခုဆိုရင်ကျွန်တော်တို့လွန်ခဲ့တဲ့နှစ်နှစ်လောက်ပေါ့တစ်နှစ်လောက် maybe something နှစ်နှစ်လောက်ပဲထားပါတော့ကျွန်တော်တို့ပတ်စံ1000လောက်ကင်သွားပြီးတော့
ဟင်းတစ်နက်စာကျွန်တော်တို့ရကောင်းရမယ်မိသားစုတစ်ခုအတွက်ပေါ့နော်ဟုတ်ကဲ့မချောစုမင်္ဂလာပါဒါပေမဲ့ဒီနေ့ခေတ်မှာကျွန်တော်တို့အနည်းဆုံးဟင်းတစ်ခွက်ရဖို့အတွက်ပတ်စံ3000မှမပိုင်မရတော့ကျွန်တော်တို့ပတ်စံ1000နဲ့တရွက်ကင်သွားရင်အဲ့1000နဲ့တရွက်ဒီကျွန်တော်တို့ဘာမှဝယ်လို့မရဘူးကစုံရတဲ့စီး1000ဖြစ်နေပြီကျွန်တော်တို့ကြက်ဥခက်ကြီးကြီးတွေဆိုကျွန်တော်တို့တစ်လုံး900ရှိတယ်ဒီလိုမျိုးတွေပေါ့နော်ဒါကကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့တောရွာမကြမ်းမြို့မကြမ်းခံစားနေရတဲ့ဒုက္ခတွေဖြစ်လာပြီပေါ့နော်ဖြစ်နေတာလည်းကြာပြီပေါ့ကောင်းပြီဒါဆိုကျွန်တော်တို့ကုံစင်းလုံးကြီးမြင့်ရခြင်းအကြောင်းရင်းတွေဟာဘာတွေလဲဆိုတော့ကျွန်တော်တို့အဖြေရှာကြည့်ရအောင်ဟုတ်ပြီကျွန်တော်အမနာပပြောရရင်မြန်မာပြည်မှာကုံစင်းလုံးတွေကြီးလာတယ်ဆိုတာဒေါ်သိန်းရဲ့မင်္ဂလာပါမြန်မာပြည်မှာကုံစင်းလုံးကြီးမြင့်ရခြင်းရဲ့အဓိကပြဿနာဒီနိုင်ငံရေးမတည်ငြိမ်မှုကြောင့်ဖြစ်တယ်ကျွန်တော်နိုင်ငံရေးမတည်ငြိမ်တဲ့အခါမှာကျွန်တော်တို့ဘာတွေကြုံလာရလဲကျွန်တော်တို့လမ်းမဆက်သွယ်ရေးခက်ခဲလာတယ်နော်တဖြည်းဖြည်းနဲ့ကျွန်တော်တို့အမှန်တော့ဒီ resource တွေအကိုလုံးကကျွန်တော်တို့နိုင်ငံကထွက်တဲ့ပစ္စည်းတွေကြီးပဲဥပမာကျွန်တော်တို့ကစွန်ရွက်ချမောင်ရွက်မုံလာဥခရမ်းချင်တီးနော်စသည်ဖြစ်မလို့အဲ့ဒါမဲ့စီကတော့ကျွန်တော်တို့စီမှာတော့ဟိုပဲစီတို့ဘာလို့ထွက်တယ်ဒါပေမဲ့ကျွန်တော်တို့ဒီလူဥယျာဉ်တွေတော့မလောက်ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့နိုင်ငံခြားကတင်သွင်းရတဲ့စီအုံးတွေပေါ့နော်စီစည်းရှိစံလည်းမြန်မာပြည်ကပဲထွက်တယ်အဲ့နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကတစ်ခုလောက်တင်ပြရရင်ကျွန်တော်ဒီမလေးရှားမှာနေခဲ့တဲ့ United Arab Emirates မှာကျွန်တော်နေခဲ့တယ်အဲ့ဒီနိုင်ငံတွေမှာဘာတစ်ခုမှမထွက်ဘူးဥပမာဆိုပါစို့ကျွန်တော်ရဲ့တရက်လောက်ခက ringgit 50ကျွန်တော်ဒီကာတာမာနီရောဆိုဒါဟမ်50ပေါ့ထားပါတော့ကျွန်တော်တရက်လောက်ခအဲ့တော့ကျွန်တော်ဈေးသွားလို့ရှိရင်ကျွန်တော်ပတ်စံ3-5ချက်ပိုင်လောက်တယ်ကျွန်တော်ကြက်သားတစ်ချက်ခွဲဖို့ကျွန်တော်ဝယ်မယ်နော်ခရမ်းကြီးဒီပြား20ဘူးဝယ်မယ်ကြက်သွန်ဒီပြား20ဘူးလောက်ကျွန်တော်ဝယ်မယ်စသည်ဖြစ်မှာနော်ညူတီးမုတ်ဆိုတော့ဘာမှမဟုတ်အဲ့တော့ပတ်စံ3-5ချက်ပိုင်ကျွန်တော်ဟင်းတစ်ခွက်ချက်စားလို့ရပြီတခါလေ2ရက်စားလို့ရတယ်3ရက်စားလို့ရတယ်ဆန်ကျွန်တော်တို့ဒီ12ပြည်ပါတဲ့တအိတ်ကို15 ringgit ပဲရှိတယ်15ချက်ပဲရှိတယ်ဒါမလေးနဲ့ကျွန်တော်နှိုင်းရှင်ပြမယ်နော်ကျွန်တော်မှာတရက်ဝင်ငွေ90ရှိရင်ကျွန်တော်5ချက်ထင်းနဲ့2ရက်3ရက်ကျွန်တော်စားလို့ရတယ်အဲ့ကျွန်တော်အဲ့မှာ45ချက်ကြံမယ်ပေါ့ထားပါတော့အဲ့ကျွန်တော်အလုတ်သွားရင်မနေ့7 ringgit ပေါ့ကျွန်တော်တို့ဟိုပါပေါ့လက်ဖိတစ်ခွက်7 ringgit ပြီးလိုက်ရင်ကျွန်တော်တို့ဒီ chai tea လို့ခေါ်မယ်အဲ့ဒီ ice tea တောက်မလားအပူတောက်မလားအဲ့လိုမျိုးတစ်ခွက်ရယ်ပရာတာရယ်ပဲဟင်းရဟုတ်ပြီထားအဲ့မှာကျွန်တော်နေ့ကင်းထမင်းစားမယ်3ချက်ပေါ့နော်3ချက်ညနေမစားကိုအိမ်မှာကိုချက်စားမယ်နော်လိုင်းမကောင်းဖြစ်နေတယ်နော်အားနာတယ်ဆိုတော့ကျွန်တော်အဲ့လိုမျိုးစားမယ်ကျွန်တော်အိတ်ထဲမှာ40လောက်ပူသေးတယ်ကျွန်တော်ဘီယာတောက်လို့ရတယ်နော်ကျွန်တော်ဘီယာ20ဘူးတောက်လို့ရတယ်အပျော်ပါဝါသနာပိုင်ကျွန်တော်နောက်ထပ်20နဲ့ကျွန်တော်ကာရာအိုကေပါသွားလို့ရတယ်ဒီလိုမျိုးပေါ့နော်မဟုတ်ဘူးဆိုရင်တော့ကျွန်တော်တရက်ကို20ထိုင်စုလို့ရတယ်ဒါကသူများနိုင်ငံကိုကျွန်တော်တို့ကအထင်ကြီးနေတာမဟုတ်ဘူးအားကျနေတာမဟုတ်ဘူး
line မကောင်းဟိုကလေကျန်တဲ့ line တွေတစ်ချက်အော့ထားပြီးပါလားတော်လေးဆိုတော့တလူမျိုးတွေပေါ့နော်ကျွန်တော်တို့ကျွန်တော်ရှင်ပြတာဒီဟယ်လို line မကောင်းဆိုတော့အားနာတယ်အဲ့ဒါကျွန်တော်လဲ wifi တက်တာပဲပေါ့နော်အဲ့ဒီ wifi နဲ့ဆိုတော့ကျွန်တော်လဲဟိုဟာမဖြစ်ဘူးပေါ့အဲ့တော့ဆိုလိုချင်တာကကျွန်တော်တို့အခုမြန်မာနိုင်ငံမှာဒီစက်ရုံအခြေခံလူတန်းစားတယောက်ရဲ့ဝင်ငွေဘယ်လောက်ရှိလဲ6800လားအဲ့ဒီ6800နဲ့ကျွန်တော်တို့ဘယ်လိုဈေးသွားမလဲဒေါ်လေး line မကောင်းဆိုငါ line နဲ့ပဲလုပ်လိုက်ရမလားဟုတ်ပြီအဲ့ဆိုကျွန်တော် line နဲ့ခဏလေးပြန်တက်လာမယ်နော်ခဏလေးနော်